အင်္ဂလိပ်လိုပြောတာလေ my father want to eat ကျွန်တော်ဖေကစားခြင်းတယ် but to the chicken ကြက်သားစီပြန် မင်းကိုကြက်သားစီပြန် bed to the chicken လို့ဘယ်သူကပြောတော့ဟမ်ဘာကြက်သားစီပြန်တော့ကြက်သားစီကိုမင်းကိုပြန်ခိုင်းတာမဟုတ်ဘူးစီပြန်ဟင်းကိုပြောနေတာကွာဟောဒီတော့ဘာလဲငါဖေကိုဘယ်လိုပြောလိုက်တယ်ဘယ်လို သိချင်ပါလား remove from the fish အိုးမလေးအင်္ဂလိပ်အစမတော်မင်းကြီးညာနော်တော်တော်ကိုပြောတာနဲ့ဘူးကောကွာနေတယ်ရှော့မပြောတဲ့ကွာငါရှက်တယ်ကွာဟေးကောင် အဲ့လိုမျိုးတွေပြောနေဒါနိုင်ငံခြားသွားတော့အင်္ဂလိပ်စာလေ့ကျင့်နေနိုင်ငံခြားရောက်မှတော့ငါသားလေးအဖေကိုဟွာလေးပို့ရအောင်ຢာလေးပို့ရအောင် sorry ပဲနော်နိုင်ငံခြားရောက် မင်းကနိုင်ငံခြားသွားအောင်မယ် yes sugar ဟောတကြားသွားဝယ်မှာ ဖွာတကြားသွားဝယ်မှာတော့အင်္ဂလိပ်လိုပြောတာအတိအကျပဲ S U R E sugar ရှုဂါမဟုတ်ဘူး SUR က sugar မင်းအဲ့ sugar ဆိုတာကြီးနဲ့သွားမင်းဟိုကဘိုးမနေမင်းအဲ့ sugar ကြီးနဲ့မျက်နှာပုတ်လွတ်လိုက်လေနားလဲလား